ကျွန်တော်ရန်လေးစားရတဲ့အဆိုတော်တယောက်ဖြစ်တဲ့ကိုစီတူလွေရဲ့ဒုတိယလူဆွဲချင်းလေးကိုကျွန်တော်အားလုံးပြပေးချင်ပါတယ်ဒီဟာဆရာချွေကျော်ရဲ့တခြင်းတစ်ပုတ်ဖြစ်ပါတယ်အားလုံးတူချင်းလိုက်ဆိုကြရအောင်ငါသေးကွယ်အိုးကွယ်မင်းစကားနားထောင်မယ်တကယ်ဆိုမင်းဆောင်ပြပါလိမ့်မလုံးသွေးရဲ့ယူမတတ်ဖြစ်ခဲ့ရတယ်ဒါရမင်းလက်သည် oh ချစ်သူရဲ့ Thank you မင်းဆောင်ပြကိုမငြင်းဘူးရှုံးသူတဲ့တကယ်ဆိုအားလုံးနဲ့ဘာမှမကွဲပြားပဲဆုံးသမ်းရလက်ရှုံးပဲဒါရမင်းလက်သည်ကိုချစ်နေသွားနိုင်တယ်ကျွန်တော်သူတို့ရွေးချယ်မင်းဆုံးဖြတ်ညှဉ်းဆန်ရအကြောင်းများလည်းမရှိတယ် Come on ဒုတိယလူဖြစ်နေဒုတိယကွယ် Thank you